ဒါကဂျော်သားဦးနဲ့တူတယ်ဒါပေမဲ့တကယ်တော့ရေစိုးအားကောင်းတဲ့ဂျဲလုံးထဲမှာထည့်ထားတဲ့အစစ်တစ်ခုပဲဒီဂျဲလုံးတွေကသူတို့အလေးချိန်ထက်အစာပေါင်းရာနဲ့ချီတဲ့ရေကိုစုပ်ယူနိုင်ပြီးဂျယ်လီလိုမျိုးဖောင်းလာတယ်ဇာကနာညက်အပင်အစစ်ကိုအဲ့ဒီထဲထည့်လိုက်ရင်ဒါကရေလောင်းပေးစရာမလိုတဲ့တဲသေးလေးနဲ့အစင်းကေတဲ့အပင်ပေါက်ဆက်လေးဖြစ်သွားတာပဲအစစ်ဖောက်ဖို့ချက်ဆိုရင်ဒီနီလန်ကရေသေးစိန်ထားတာထက်ကောင်ပုံမြန်ဒါကနံပါတ်9နဲ့ဖွင့်ရတဲ့စိတ်ချရတဲ့ထိတ်တာတွေကိုအသိဖွင့်ဖို့လုပ်ထားတဲ့ဆက်တကွန်းဖြစ်တယ်ဒီကိုတိတ်တာဒီမှာဖြစ်နိုင်တဲ့နံပါတ်ပေါင်းတန်းလောက်ရှိတတ်တယ်ဒါကိုလက်နဲ့ပဲလိုက်ဖွင့်မယ်ဆိုရင်ဆယ်စုနှစ်တခုမကားကြနိုင်တယ်ဒါပေမဲ့ဒီဆက်မှာတော့ microcontroller နဲ့ stepper motor ကိုတုံးထားပြီးဖြစ်နိုင်သမျှ number စင်အားလုံးကိုအလိုလောက်အစင်လိုက်နေပေးတယ်ဒါကြောင့်ဖွင့်ဖို့ကြာချိန်ကို24နာရီအောက်ထိရှော့ချပေးနိုင်တယ်တကားတော့တောက်ခတ်ထားယူနဲ့စိတ်ချရပြီလို့ထင်နေလားဒါကိုတစ်ချက်ကြည့်လိုက်ဘန်ကောက်မှာလူတစ်ယောက်သူ့အတိုက်ခန်းတဲ့ဝန်မရပဲတောပိတ်မိနေတယ်အဲ့ဒီမှာတောပင်တမကရောက်လာပြီးတကားကြီးပေါက်ကနေတန်ချောင်းအကွေးလေးတစ်ခုကိုထည့်လိုက်ယူနဲ့တငါးက10စက္ကန့်နောက်မပြည့်ခင်မှာပွင့်သွားတယ်တငါးလည်းမပြည့်စည်ဘူးဘားလေယာမှလည်းမကြံခဲ့ဘူးတကားကြီးပေါက်မရှိရင်ရောစိတ်ချရပြီလားနောက်တဲ့ဗီဒီယိုကိုကြည့်လိုက်အောင်တခိုးကတန်ကေးပဲကျူးတတ်ထားတဲ့တန်ချောင်းတေးသေးလေးကိုတကားအောက်ကအပေါက်ကနေထိုးထည့်လိုက်တယ်ပြီးရင်ခဏလေးအသွေးမှတင်အထဲကိုရောက်သွားတာပဲအိမ်မှမရှိဘူးဆိုရင်သူတို့ကအေးဆေးဝင်သွားမှာပဲ